ကဲဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ကတော့ဟောက်အေးဘက်မှာရခဲ့တယ်ကျွန်တော်တို့ dot plate နဲ့ကျွန်တော်ဘာပြေးရသွားမလဲဆိုတော့ဒီနေ့ဗီဒီယိုထဲမှာ live trade ကြည့်တော့မှာဖြစ်ပါတယ်ကိုလိုတွေမှာလည်းကျွန်တော်တို့ dot plate ရနေလို့ရှိတယ်ဆိုရင်ကျွန်တော်ရဲ့ comment မှာရေးသားပေးဖို့တောင်းဆိုလိုက်ရပါတယ်ဆိုတော့ကျွန်တော်တို့ခုပဲ live trade ကြလိုက်အောင်ကျွန်တော်ရင်တော့မ trade ခင်မှာ0လေးစီမှာအတီးလက်ဖောက်မယ်ပေါ့နော် okay 0လေးကောင်းတဲ့ delay ပေးလိုက်ပါကွာ let's go okay diamond yeah diamond food ပါပါတယ် yeah so okay ကျွန်တော်တို့ခုပဲ dot plate trade နေအောင်သွားပါမယ်ဟိုရင်ဆုံးပထမဆုံးရင် trade မယ် okay bro time မယ်ကျွန်တော် bro ကို dot plate ပေးမယ် bro ကျွန်တော်ပါပေးမလဲ okay come on ပါပေးမလဲyo okay spirit I don't know ပြတ်ဝါရအောင် okay ပါပေးမလဲရောက်ထပါကြီး broဟဲ့ဘာမှမတွေ့ဘူးဆိုတော့ကျွန်တော်ဒီစာပါမှာလူနေနေပေါ့နော်ဒါကြောင့်ကျွန်တော်စာပါပြောင်းလိုက်မယ်ပေါ့နော်ကျွန်တော်ပထမဆုံးလာတဲ့စာပါမှာပဲလူထွေးရလူကတယောက်ပဲရှိတယ်ကျွန်တော်နောက်ထပ်စာပါထပ်ပြောင်းလိုက်ပါအောင်မင်းကိုလူထိုင်မယ်ကျွန်တော် bro ကို dot plate ပေးမယ် bro ကျွန်တော်ဗာပေးမလဲမမွန် okay မမွန်တလုံးမယ်လားleft fruit ဟာရောက်မမွန်ပြဖြုတ်ပါပေါ့လေဟာရောက် left fruit ကျတော့ကျွန်တော်အစင်မပြေပေါ့နော်ကျွန်တော်မတီးတလုံးမှန်ပါမယ်ဆိုတော့left fruit ကျတော့အစင်မပြေလေကွာokay ဟိုမှာကျွန်တော်တယောက်ရှိရပါတယောက်စီမှာကျွန်တော် trade ပါမယ်ကိုကျွန်တော် bro ကို dot plate ပြီးမယ် bro ကျွန်တော်ပါပြီးမလဲdiamond skin okay ကျွန်တော် diamond skin ကျတော့မကြိုက်ဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော် diamond skin မကြိုက်တာပါ okay ဆိုတော့သူကျွန်တော်တို့မတ်တစ်တစ်လုံးတစ်ထည့်မှာကျွန်တော်မတ်တစ်လေးထည့်မလား okay ရမထည့်ဘူးလားရောက် no ကျွန်တော် diamond skin ရမကြိုက်ဘူးเนาะ okay ကျွန်တော်နောက်တစ်တယောက်ထပ် trade ပါမယ်ကျွန်တော်ဒီတယောက်လေးကျွန်တော်ပါပြီးမယ်ကျွန်တော် dot plate ပြီးမယ် bro ကျွန်တော်ပါပြီးမလဲokay come on oh paint skin oh green lighting oh diamond okay ကျွန်တော် skin နေပဲပြီးပေါ့နော်ဒါပေမဲ့ get တယ်လို့မှတည်းပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာကြိုက်တယ်ဆိုကျွန်တော်ဒီ green lighting တခုပဲကြိုက်တယ်ပေါ့နော်ကျွန်တော်ဒီ skin နောက်ခုကကျွန်တော်တိတ်မကြိုက်ဘူးပေါ့နော် get လည်းမစိုးပါဘူးဒါပေမဲ့bro ဟဲ့ဘယ်လိုလဲ train ကောင်းမလား train ကောင်းမလားရောက်ထပါကြီး okay ကျွန်တော်ဒီတရားထွေးကြည့်မယ်ပေါ့နော်ရောက်okay ကျွန်တော်နောက်တစ်တရားထပ် trade မယ်ပေါ့နော် okay ကျွန်တော်ဒီတရားပါပေးမယ်ပေါ့ထပ် trade မယ်ကိုကျွန်တော် bro double plate ပေးမယ် bro ကျွန်တော်ပါပေးမလဲwait okay Makama really bro ရငါ Makama ရဲ့လက် trade နေတယ်ဟာရောက်ရင်ကျွန်တော် okay ကျွန်တော် trade မယ် bro ကျွန်တော် double plate ပေးမယ် bro ကျွန်တော်ပါပေးမယ် okay sound တလုံးပဲလားwait spider yeah is အဲ့လောက်ကြာစင်ပြီးွာ okay ကျွန်တော်မြေကျွန်တော်နောက်တစ်ယောက်ထပ်ထွက်မယ်ပေါ့နော် okay ကျွန်တော် bro ကျွန်တော် double plate ထပ်ပြီးမယ် bro ကျွန်တော်ပါပြီးမလဲ okay oh red lighting ဟဲ့ရောက် oh ရောက်ဆိုမစိုးဘူးရောက်ထားပါbro ကျွန်တော်ထပ်ထိုင်ကြည့်မယ် okay ကျွန်တော်ရောက်ထားတယ်ရောက်ရေးဆိုတော့ကျွန်တော်နောက်တစ်တရားထပ် trade မယ်ပေါ့နော်။ကျွန်တော်နောက်ဆုံးတရားထပ် trade ကြည့်မယ်ပေါ့နော်။ Okay ကျွန်တော် bro double plate ပြီးမယ် bro ကျွန်တော်ပါပေးမလဲ။ lighting oh my god ရောက်ရေး lighting နဲ့ကွာ bro ဆိုတော့ကျွန်တော်အခုတောက်ချောက် light trade လေးတမရကျွန်တော် double plate နဲ့ကျွန်တော်ကောင်းတဲ့ offer အထိကမရဘူးเนาะဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့ပြလာခဲ့ပါမယ်။ကျေးဇူးပါဗျာလူတယောက်ချင်းစီတိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲbye byeပါ